ဗီဒီယိုတွေမှာစာတန်းထိုးတဲ့အခါမှာဆိုရင်ကိုဝစ်ထားတဲ့အင်ဂျီကာလာအတိုင်းပဲစာသားရောင်လေးတွေကိုပြောင်းပြီးတော့ထိုးခြင်းနဲ့ဒါပေမဲ့ဘယ်လိုထိုးရမှာလဲမသိသေးလို့ပါဆိုတဲ့သူတွေအတွက် channel ဒီဗီဒီယိုလေးကနေတစ်စင်ပြပြပေးသွားမှာဖြစ်တဲ့အတွက်အဆုံးထိဆက်ကြည့်ကြမယ်နော်ဒီခါတော့မျိုးတို့က InShot ဆိုတဲ့ application ကိုအသုံးပြုပြီးတော့လုပ်ပြပေးမှာဖြစ်တဲ့အတွက် InShot တွေကိုဝင်လိုက်ပါနော်InShot တွေကိုရောက်ပြီဆိုလို့ရှိရင်တော့ဒီမှာဗီဒီယိုဆိုတဲ့နေရာလေးတွေကနေပြီးတော့ကိုထည့်ခြင်းတဲ့ဗီဒီယိုလေးတစ်ပုဒ်ကိုထည့်လိုက်ပါဒါဆိုရင်ဒီဗီဒီယိုလေးကိုထည့်လိုက်မယ်နော်ဒီဗီဒီယိုလေးကိုထည့်လိုက်မယ်ဒီဗီဒီယိုလေးကိုထည့်လိုက်ပြီးသွားပြီဆိုရင်စာတန်းထိုးခြင်းနဲ့ဆိုရင်အရင်ဆုံးဝင်ရမှာဒီမှာရှိနေတဲ့ T ဆိုတဲ့နေရာလေးတွေကိုစာတန်းဝင်ရမှာပဲဖြစ်တယ်အဲ့ဒါဆိုရင်ဒီမှာရှိနေတဲ့ T ဆိုတာလေးကိုနှိပ်ပြီးတော့တို့ရေးခြင်းနဲ့စာကိုရေးလိုက်ရမှာပဲဖြစ်တယ်ဒါဆိုရင်ဥပမာအနေနဲ့စာရေးလိုက်မယ်နော်ဒီလိုမျိုးလေးစာရေးပြီးသွားပြီဆိုရင်တို့ကာလာရောင်ချင်းကျင်နေဆိုရင်ဒီမှာရှိနေတဲ့ကာလာဘောလုံးလေးတွေကိုဝင်ရမှာဖြစ်တဲ့အတွက်ဒီကာလာရောင်လေးတွေကိုဝင်လိုက်ပါဝင်လိုက်ပြီဆိုလို့ရှိရင်တခြားရောင်တွေကိုသုံးချင်တာမဟုတ်ဘူးတို့ကဒီမှာကိုဝစ်ထားတဲ့အင်ဂျီအရောင်တိုင်းပဲသုံးချင်တာဆိုရင်ဒီကာလာတွေကိုရွေးစရာမလိုဘူးတို့အရင်ဆုံးရွေးရမှာဒီမှာရှိနေတဲ့စုပ်တန်လေးကိုရွေးရမှာဖြစ်တဲ့အတွက်အဲ့ဒီခဲတန်စုပ်တန်လေးကိုနှိပ်လိုက်ပါနော်နှိပ်လိုက်ပြီဆိုလို့ရှိရင်ဒီမှာတွေ့လားဒီနှိပ်လိုက်ပြီဆိုတာနဲ့တပြိုင်နဲ့တွေ့လားဒီလိုအလုံးလေးနှလုံးပေါ်လိမ့်မယ်အကြီးလေးတစ်လုံးအသေးလေးတစ်လုံးကတန်းပြီးတော့ပေါ်လာလိမ့်မယ်အဲ့ဒီပေါ်လာတဲ့အခါမှာအဲ့ဒီအကြီးလေးကိုလက်ကနေဆွဲပြီးတော့အလုံးအသေးလေးကိုချခြင်းနဲ့ပေါ့နော်ကိုထည့်ခြင်းနဲ့အယောင်နေရာပေါ်မှာချရမှာပဲဖြစ်တယ်ဥပမာကိုကဒီအင်ကြီးအယောင်အတိုင်းပဲထားခြင်းနဲ့ဆိုရင်ဒီအလုံးအသေးလေးကိုဒီအင်ကြီးအယောင်ပေါ်မှာချရမှာပဲဖြစ်တယ်ဒီကလို့ဒီနောက်မှာရှိနေတဲ့ပန်းအိုးအယောင်အဝါလေးတွေပန်းအယောင်ခရမ်းလေးတွေကိုထည့်ခြင်းတာဆိုရင်အဲ့ဒီအယောင်ပေါ်မှာဆိုရင်ဒီအလုံးနှလုံးကိုဆွဲပြီးတော့အလုံးအသေးလေးကိုအဲ့ဒီကိုချခြင်းတဲ့အယောင်ပေါ်မှာချလိုက်ရမှာပဲဖြစ်တယ်ဒါဆိုရင်ຫນွေကဥပမာနဲ့အနေနဲ့ဒီပန်းအိုးနေရာလေးကိုချလိုက်ပြီဆိုရင်တွေ့လားသူကပန်းအိုးအယောင်လေးပြောင်းသွားပြီဒီကလို့မှຫນွေကဒီပန်းပေါ်ကိုချလိုက်ပြီဆိုရင်သူကပန်းအယောင်လေးပြောင်းသွားတယ်ကိုကတကယ်လို့ကိုဝစ်ထားတဲ့အင်ဂျီအယောင်တိုင်းထားခြင်းတာဆိုရင်တော့အဲ့ဒီအင်ဂျီအယောင်တိုင်းကိုနှိပ်လိုက်လို့ရပြီအဲ့တော့အဝိုင်းအသေးလေးကအင်ဂျီပေါ်ရောက်သွားပြီဆိုရင်အဲ့ဒီအယောင်တိုင်းကျသွားပြီဖြစ်တယ်အဲ့တော့လုတ်ပြီးသွားပြီအဆင်ပြေပြီဆိုရင်ဒီမှာရှိနေတဲ့အမှန်ချစ်လေးကိုနှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုတော့မှစာလေးကိုလက်ကလေးနဲ့ကင်ပြီးတော့ကိုထားခြင်းတဲ့နေရာမှာထားလိုက်လို့ရတယ်ဒီမှာကာလာရောင်တိုင်းလေးပဲထားလိုက်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးလေးထိုးလိုက်လို့ရပါတယ်ဒါဆိုလို့ရှိရင်တော့ကိုကြိုက်တဲ့အင်ဂျီအယောင်တိုင်းကိုရဲ့ဗီဒီယိုထဲမှာပါတဲ့အယောင်တိုင်းပဲကိုစာတန်းထိုးခြင်းတယ်ဆိုရင်ဒီနေ့တိုင်းထိုးလို့ရတော့မှာပဲဖြစ်တယ်အဲ့တော့ဒီစာလေးကိုထိုးလိုက်တဲ့စာလေးကိုဗီဒီယိုအဆုံးထိပါခြင်းတယ်ဆိုရင်ဒီမှာရှိနေတဲ့မြားလေးကိုနှိပ်လိုက်တယ်ဆိုတာနဲ့သူကနေပြီးတော့ဒီမှာဗီဒီယိုအန်ဆိုတာလေးပေါ်လာလိမ့်မယ်အဲ့ဒါလေးကိုနှိပ်လိုက်ဒါဆိုရင်တော့အစကနေအဆုံးထိပါသွားမှာပဲဖြစ်ပါတယ်အကြိုက်ပြီဆိုလို့ရှိရင်တော့ဒီအပေါ်မှာရှိနေတဲ့မြားလေးကိုနှိပ်ပြီးတော့ဒီလိုလေးဆေးလိုက်တယ်ဆိုတာနဲ့ဒီဗီဒီယိုလေးကကိုယ့်ရဲ့ဖုန်း quality တွေကိုရောက်ရှိသွားမှာပဲဖြစ်ပါတယ်။အင်ဂျီအယောင်တိုင်းစာတန်းမထုတ်တတ်သေးတဲ့သူတွေဆိုရင်တော့ဒီနေ့တိုင်းပဲသွားပြီးတော့အသုံးချကြည့်လိုက်ပါ။ကိုက InShot application ကိုအသုံးပြုပြီးတော့ video editing ကိုကျွမ်းကျင်လုပ်တတ်ချင်တယ်ဆိုလို့ရှိရင်တော့ channel ဖွင့်ထားတဲ့ InShot video editing သင်တန်းရှိတယ်။ဒီသင်တန်းကအခုချိန်မှာအပ်မယ်ဆိုလို့ရှိရင်တော့3000ခွဲနဲ့ရမှာပဲဖြစ်တယ်။အဲ့ဒီ3000ခွဲနဲ့ရတဲ့အပြင်မှာ vlog ရိုက်နည်းသင်တန်းနဲ့ကံမပုံပြင်နည်းသင်တန်းမှာလက်ဆောင်ထပ်ပြီးတော့ပေးနေသေးတာဖြစ်တဲ့အတွက်ကိုကပုံပြင်နည်း video ရိုက်နည်း editing လုပ်နည်းကိုအသေးစိတ်သိချင်တယ်ဆိုရင်တင်တန်းချင်းအများကြီးပေးစရာမလိုပဲနဲ့ဒီ3ခုလုံးကိုမှအခုချိန်မှာအပ်တယ်ဆိုရင်3000ခွဲလေးနဲ့ပဲလက်ခံပေးနေတာဖြစ်တဲ့အတွက်အပ်ချင်တဲ့သူတွေရှိတယ်ဆိုရင်တော့ Viber အမြန်ဆုံးသွားပြီးတော့စီးရင်သွင်းထားလိုက်ပါနော်ကျေးဇူးတင်ပါတယ်ရှင် channel ပါနောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်နော်